လေဘယ်ပေါ်ကနေမှတန်းပေါ်တက်ခတ်ပြီးပါကြတယ်အောက်လမ်းမယ်ပေါ့ရဲဝဲဟမ်အောက်လမ်းလက်တန်1000ကျော်သုံးပြီလေတဲ့ထောင်ပြီးတော့လေခွင်းနဲ့မောင်းတော့ဘူးတဲ့ခု2000ကျော်သုံးတယ်လေခွင်းနဲ့ရအောင်လေအဲ့ဒါ2000ကျော်သုံးပြီလေခွင်းနဲ့ရအောင်ဒီကောင်ပဲစားတော့လေကြီးမင်းရဲ့နဲ့1000ကျော်သုံးပြီလေတဲ့ထောင်ပြီးလေခွင်းနဲ့မောင်းတော့2000ကျော်သုံးပြီလေခွင်းနဲ့ရအောင်ဒီကောင်မောင်းခဲ့ရတဲ့ဖြစ်ကမှနားကောင်းဆုံးပဲနော်ကိုတကျင်းတော့ပါပြီလား1 2 1 2